မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြင်သစ်သမ္မတကဒေါ်အောင်ဆန်းစုကြည်ထံသို့စာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမကိုမမေ့ဟုထုတ်ဖော်ပြောဆိုစစ်တပ်ကမတရားဖမ်းဆီးထားသောဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအခြေအနေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြင်သစ်သမ္မတတောင်းဆိုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြင်သစ်သမ္မတကဒေါ်အောင်ဆန်းစုကြည်ထံသို့စာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမကိုမမေ့ပါကြောင်းပြင်သစ်သမ္မတ၏စာတွင်ထုတ်ဖော်ပြောဆိုထားပါတယ်။ပြင်သစ်သမ္မတကဒေါ်အောင်ဆန်းစုကြည်တို့လိမ့်မှု၍စာရေးသားခဲ့ခြင်းဖြစ်ပြီးရင်းစာကို King Eric ထံသို့ပေးပို့ခဲ့သည်။အဆိုပါစာတွင်ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအတွက်အလွန်စိုးရိမ်ပူပန်ကြောင်းမြန်မာနိုင်ငံတွင်9နှစ်နီးပါးအကျပ်တဲကာလအတွင်းအခြေအနေများကိုလည်းအလေးပေးပြောဆိုထားပါတယ်။အကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားသောဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအခြေအနေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြင်သစ်သမ္မတကတောင်းဆိုထားပါတယ်။မြန်မာစစ်တပ်၏မတရားဖမ်းဆီးချုပ်နှောင်မှုခံရသောဒေါ်အောင်ဆန်းစုကြည်ကိုပြင်သစ်နိုင်ငံအနေဖြင့်မမေ့ကြောင်းစစ်တပ်အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးချုပ်နှောင်ထားမှုကိုအဆုံးသတ်ရန်လည်းတောင်းဆိုထားပါတယ်။ပြင်သစ်သမ္မတ၏အဆိုပါပေးစာမှာအောက်တိုဘာလ1ရက်နေ့တွင်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ King Eric ကလည်းပြင်သစ်သမ္မတ၏စာကိုရရှိထားပြီးပြင်သစ်နိုင်ငံခေါင်းဆောင်နှင့်ပြည်သူများကတနာဂရုဏာထားပြီးအမြဲတမ်းထောက်ခံအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိကြောင်းပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏မြန်မာအတွက်အထူးကိုယ်စားလှယ်မစ္စတာခရစ်စတန်လက်ရှယ်ဗီမှတဆင့်ပြင်သစ်သမ္မတမက်ခရွန်ထံမှဒေါ်အောင်ဆန်းစုကြည်ထံသို့ပေးပို့တဲ့ပုဂ္ဂိုလ်ရေးစာကိုလက်ခံရရှိကြောင်းသတင်းထုတ်ပြန်ထားပါတယ်။စာထဲမှာသမ္မတကမိမိရဲ့ကျန်းမာရေးအနေအထားကိုစိုးရိမ်ပူပန်ကြောင်းဖော်ပြတဲ့ကဲ့သို့မိမိအပါအဝင်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့ပြင်သစ်နိုင်ငံမှတခါထပ်မံတောင်းဆိုကြောင်းရေးသားထားပါတယ်။အသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိဟာအချုံနှောင်ထဲမှာကျန်းမာရေးမကောင်းတော့ပါမိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတခြားစူးစမ်းဆောင်ရွက်ခဲ့သူဖြစ်တယ်မိမိလွတ်မြောက်ခြင်းဟာလူခွင့်ရေးနဲ့လူကုန်သိက္ခာအတွက်သာမကမြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်ပြင်သစ်နိုင်ငံရဲ့သနာဂိယုဏတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပိသားခြင်းတို့အတွက်ကျွန်တော်လိုက်လဲခံစားရပါတယ်ဒါကအမှန်တရားငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကမ္ဘာတဝန်းကလူတွေကိုအတိပေးလိုက်တဲ့စိတ်ပိုင်းဆိုင်ရာခေါင်းဆောင်မှုတရဖြစ်တယ်ဟု King Eric ကသတင်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးအပြစ်ခတ်ရက်စဲတာဟာအင်အားပြန်လည်စုစည်းတာလို့ TNL ခေါင်းဆောင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တရုတ်အစိုးရရဲ့ဂျောင်းဝင်ညှိနှိုင်းပေးမှုအရစစ်တပ်နှင့်တအောင်းတပ်တို့အပြစ်ခတ်ရက်စဲမှုအပေါ်အင်အားပြန်လည်စုစည်းဖို့နားတာဆိုပြီး TNL ခေါင်းဆောင်တအုပ်ဖြစ်တဲ့ဗိုလ်ချုပ်တားဘုံကျော်ကသူသဘောထားကိုထုတ်ပြောလာပါတယ်။အပြစ်ခတ်ရက်စဲရေးဆုံးဖြတ်ချက်အပေါ်ပြင်းထန်မြန်ဆန်လို့ပောက်ကွဲခံစားမှုတွေအတွက်နားလေချောင်းနဲ့စီးပွားရေးနှုန်းနဲ့ဆွေမျိုးအစီရစ်တဲ့ကာလာမျိုးမဟုတ်ဘဲလေရင်ဘုံကျဲတံရုံးမိုးရွာတံကိုအတူခံနေကြရတာလို့ဆိုပါတယ်။ဒါပြင်နားချိန်တက်လို့ဖိအားများလို့အားပြန်စုဖို့နားတာဖြစ်ပြီးတော်လန်ရေးမှာအမြင့်ပြန်တက်ရေးနဲ့လိုချင်တာလက်ရစုခူးရေးဆိုပြီးနိုဝင်ဘာ2ရက်နေ့ညပိုင်းမှာသူ့ရဲ့ Facebook အကောင့် Minterland ကနေရေးသားခဲ့တာပါ။ဒါပေမဲ့တအောင်ချက် TNL ရဲ့တရားဝင်သတင်းပြန်ကြားရေးဌာနကထုတ်ပြန်တဲ့ကြေညာချက်တော့မဟုတ်ပါဘူး။နိုဝင်ဘာ3ရက်နေ့မနက်ပိုင်းမှာတော့ဗိုလ်ချုပ်တားဘုံကျော်ကသူ့ရဲ့ရေးသားချက်ကိုပြန်လည်ဖြုတ်ချခဲ့ပါတယ်။စီရေးအခြေအနေတွေကိုစောင့်ကြည့်လေ့လာနေတဲ့ CDN ဗိုလ်ကြီးစင်ရောကအင်အားစုအလိုက်စုစည်းကြည့်လျက်မှာဖြစ်တယ်လို့အကန့်လိုက်တာဝန်ပိုင်းခြားသတ်မှတ်ပြီးလုပ်ရမယ့်အနေအထားလို့သုံးသပ်ပါတယ်။အနေအထားကအခု2025ဒီဇင်ဘာလဆိုရင်မိုးကုတ်ရှမ်းမြောက်အခင်းအကျင်းဘလို့ဖြစ်မလဲဆိုတာဒါကိုပဲကျွန်တော်တို့စောင့်ကြည့်ရမယ်။ကိုလုံးမကိုရမယ်။တကယ်တမ်းကိုအင်အားစုအလိုက်နဲ့ကိုဘာသာကိုစုစုစည်းစည်းကြည်ကြည်လစ်လစ်ဖြစ်ရမယ်။အခုမဝင်ခံလို့မရဘူး။ဘယ်သူလှုပ်ထားငါလှုပ်တယ်ကြီးပဲမဟုတ်ဘူး။ကိုအကန့်လိုက်နဲ့တာဝန်ပိုင်းခြားသတ်မှတ်ပြီးကိုစီတာဝန်နဲ့လုပ်ရမယ့်အနေအထားမျိုးလို့တော့မြင်ပါတယ်ခင်ဗျာလို့ဆိုပါတယ်။တောင်တက် TNL အနေနဲ့2029စစ်စင်ရေးအတွင်းမန္တလေးတိုင်းကမိုးကုတ်အပါအဝင်ရှမ်းမြောက်ကမြို့ပေါင်း12မြို့ကိုမဟာမိတ်တပ်တွေနဲ့တူသိမ်းပိုက်နိုင်ခဲ့ပြီးစစ်တပ်ရဲ့တံပြန်ထိုးစစ်ကြောင့်နောင်ချိုကြောက်မဲနဲ့တီဘောမြို့တို့ကိုလက်လွတ်ခဲ့ရပါတယ်။ဒါပြင်တရုတ်ပြည်အားနဲ့အတူစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မိုးကုတ်နဲ့မိုးမိတ်တို့ကိုပါတောင်တက် TNL ကထပ်မံလက်လွတ်ရမှာဖြစ်တဲ့အတွက်ရှမ်းမြောက်က9မြို့သာထိန်းချုပ်ဖို့ကြံရှိတော့တာပါ။ပြီးခဲ့တဲ့အောက်တိုဘာ29နဲ့28ရက်နေ့တို့မှာတရုတ်အစိုးရအဖွဲ့ရဲ့အထူးကိုယ်စားလှယ်တိန့်ရှီကျွင်းဦးဆောင်တဲ့ဆွေးနွေးမှုအတွင်းတအောင်တက်ကကိုယ်စားလှယ်အဖွဲ့နဲ့စစ်တပ်ရဲ့ကိုယ်စားလှယ်အဖွဲ့တို့ကုမင်းမြို့မှာတွေ့ဆုံခဲ့ကြတာပါ။အဲ့ဒီတွေ့ဆုံဆွေးနွေးမှုအတွင်းအပြန်အလှန်အပြစ်ခတ်ရဲစဲရဲအတွက်သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့တာကြောင့်အောက်တိုဘာ29ရက်နေ့ကစပြီးနှစ်ဖက်တပ်တွေရောက်တဲ့နေရာမှာပဲရပ်တန့်ထားရမှာဖြစ်ပါတယ်။ဒါပြင် TNL ထိန်းချုပ်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တွေကနေပြန်လည်ဆုတ်ခွာပေးရမှာဖြစ်ပြီးစစ်တပ်ကလည်းတအောင်ဒေသကိုလေကြောင်းပုံကျဲတာနဲ့ထိုးစစ်ဆင်တာတွေကိုရပ်တန့်ပေးဖို့သဘောတူခဲ့ကြပါတယ်
ဒါပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကွပ်ကဲမှုအောက်မှာရှိတဲ့မိုးကုတ်ပြူဟာနဲ့မန္တလေး PDF ကတော့ထိန်းချုပ်နေမြေတွေကိုအစွမ်းကုန်ကာကွယ်မယ်လို့အသိပေးထားပါတယ်။မန္တလေးတိုင်းကမိုးကုတ်မြို့နဲ့ရှမ်းမြောက်ကမိုးမိတ်မြို့တို့ဟာ2020ခုနှစ်စစ်စင်ရေးဒုတိယပိုင်းအတွင်းတအောင်တန် TNL နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီးတိုက်ခိုက်သိမ်းယူခဲ့ကြတာဖြစ်ပါတယ်။အခုလက်ရှိမှာအဲ့ဒီနှမျိုးကို TNL ကစုပ်ခွာပေးမယ်မဟာမိတ်တပ်တွေကဆက်လက်ကာကွယ်မှာဖြစ်တယ်လို့စစ်တပ်ကအရေးပေါ်အခြေအနေဖြစ်ဆက်လက်ကြီးညာထားသလိုစေအုပ်ချုပ်ရေးအမိန့်ကိုလည်းရပ်ပေါင်း90တက်တန်းထုတ်ထားတာပါ။ CDM ဗိုလ်ကြီးစင်ရောကတော့စစ်တပ်အနေနဲ့လောလောဆယ်မှာမြောက်ပိုင်းကတပ်ဖွဲ့ဝင်အချို့ကိုအနာပေးထားတာဖြစ်လို့မိုးကုတ်ကိုတံပြန်ထိုးစစ်ဆင်ဖို့မဖြစ်နိုင်သေးဘူးလို့သုံးသပ်ထားပါတယ်။ရွေးကောက်ပွဲပြီးကမှမိုးကုတ်ဘက်ကိုတိုက်မဲ့အနေထားမျိုးလို့တော့မြင်နေပြန်။လောလောဆယ်ဒီအနေထားမျိုးနဲ့တိုက်ရင်တော့စစ်တပ်မှာအဲ့ဒီလောက်တိုက်နိုင်တဲ့အင်အားမရှိတော့ဘူး။တခြားလဲပြန်လွတ်လိုက်တယ်ဆိုတော့ဟိုတက်တွေကစရခစနစ်ကတော့ကရင်ပြည်နယ်တပ်မ17ကတော့ရန်ကုန်ပေါ်ခဏနာပေးထားပြီးရင်ကျန်တဲ့စစ်မျက်နှာပြင်တွေကိုသွားမယ်ထင်တယ်။မိုးကုတ်ကလည်းရွေးကောက်ပွဲမလုပ်နိုင်ပါဘူးဆိုပြီးတော့ဝန်ခံထားတာပေါ့။အဲ့ဒီတော့လောလောဆယ်သူတို့လက်နက်အင်အားစုဆောင်းအောင်မယ်လို့ထင်ပါတယ်လို့ဆိုပါတယ်။လာမယ့်ဒီဇင်ဘာနောက်ပိုင်းနဲ့နောက်နှစ်အစောပိုင်းမှာစစ်ကော်မရှင်ဦးဆောင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲအပိုင်း1နဲ့နှစ်တို့မှာမိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကိုမကျင်းပနိုင်တဲ့56မြို့နယ်စရင်နဲ့ထည့်သွင်းထားတာပါ။အာဏာသိမ်းမှုအတွင်းတိုင်းစစ်ဌာနချုပ်ကြာဆုံးတဲ့အထိစစ်တပ်သမိုင်းကိုတဆစ်ချိုးပြောင်းလဲပေးခဲ့တဲ့ညီနောင်မဟာမိတ်3ဖွဲ့ရဲ့2020ခုနှစ်စစ်စင်ရေးဟာຫນွေဦးတော်လှန်ရေးရဲ့အရှိန်အဟုန်နဲ့အတူအောင်ပွဲအလီလီစုပ်ကူးခဲ့တာပါ။ဒါပေမဲ့တရုတ်အစိုးရရဲ့ဂျားဝင်မှုကြောင့်ညီနောင်မဟာမိတ်အဖွဲ့ဝင်ကိုကန်တက် MNDAA နဲ့တအောင်တက် TNL တို့ဟာအခုချိန်မှာစစ်တပ်နဲ့အပြစ်ခတ်ရဲစဲထားကြတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်လာနေပါပြီ။အာဏာသိမ်းမှုကနေပေါ်ပေါက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးတိုက်ပွဲကိုဆက်လက်ဖော်ဆောင်နေကြပါတယ်။ဆက်လက်ပြီးမြဝတီမြို့တောင်ဘက်တိုက်ပွဲမှာစစ်ကော်မရှင်တပ်သားအများအပြားသေဆုံးပြီးစစ်ကြောင်းအထိနာခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်မှာအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာခဲ့တဲ့စစ်ကော်မရှင်တပ်ကို KNU KNL ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့ရာစစ်ကော်မရှင်တပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ပြီးခရမ်းကြီးစံအမြောက်များသိမ်းဆည်းရရှိခဲ့တယ်လို့ကျတဲ့နဲ့စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။မြဝတီမြို့တောင်ဘက်မှာရှိတဲ့ရတိကူကျေးရွာ၊မေလက်ပံကျေးရွာ၊ဖလူကျေးရွာတွေစီစစ်ကော်မရှင်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးဒီလိုစစ်ကြောင်းထိုးရမှာစစ်ကော်မရှင်တပ်ကတာလွန်လူအင်အားမိပညာမြင့်ဒရုန်းတွေလက်နက်ကြီးပစ်ကူတွေတာဝေးပစ်ဒုံးကြီးတွေလေကြောင်းတိုက်ခိုက်မှုအသာစီးနဲ့တိုက်ခိုက်ခဲ့တာပါ။အခုလိုစစ်ကြောင်းထိုးလာတဲ့တပ်မ22လက်အောက်ခံစစ်ကော်မရှင်စစ်ကြောင်းတွေနဲ့ KNU KNL ဦးဆောင်တဲ့ဗျူဟာ32ချက်တဲ့စစ်ကြောင်းကောဘရာစစ်ကြောင်းဖီနွန်စစ်ကြောင်း Justice ဆိုကြောင်းပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့နဲ့အကြိမ်ကြိမ်ထိတွေ့မှုတွေဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ31ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်အများပြားသေဆုံးပြီးထွက်ပြေးအလင်းဝင်လာသူတွေတုံပန်းတွေထိခိုက်ဒဏ်ရာအများအများရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပြင်လူထုအပေါ်ရုံမှမဲ့ထွက်ပေါက်မဟုတ်တဲ့နီးမျိုးစုံနဲ့ရုံမှရက်ဆက်မဲ့ရွေးကောက်ပွဲမှာပြည်သူတွေမပါဝင်ကြဖို့လေမိမိတို့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားကြောင်းထုတ်ပြန်ပါတယ်။စစ်ကော်မရှင်တပ်ဟာမြဝတီမြို့တောင်ဘက်က4K ကော်မြို့တစ်ကိုပြီးခဲ့တဲ့အောက်တိုဘာလလယ်ပိုင်းကပြန်လည်သိမ်းယူနိုင်ခဲ့ပြီးမြို့အနီးဝန်းကျင်ရှိကျေးရွာတွေနဲ့မြဝတီဘောလီလမ်းပိုင်းမှာရှိတဲ့ကျေးရွာတွေစီဆက်လက်စစ်ကြောင်းထိုးလာနေခဲ့ရာတော်လိုင်းရေးပူးပေါင်းတပ်တွေနဲ့တိုက်ပွဲအပြင်းထန်ဆက်ဖြစ်နေကြတာဖြစ်ပါတယ်။တိုက်ပွဲတွင်းမှာစစ်ကော်မရှင်တပ်ကစစ်မှုထမ်းတင်နန်းစင်တပ်သားတစ်အများပြားကိုရှေ့တန်းကနေအသေးခံတက်ခိုင်းနေတဲ့အတွက်စစ်မှုထမ်းတင်နန်းစင်တပ်သားတစ်တွေအများပြားထိဆုံးခဲ့ပြီးတော်လိုင်းရေးတပ်ဖွဲ့တွေစီထွက်ပြေးသွားတာတွေအလင်းဝင်ရောက်လာတာတွေရှိနေတာဖြစ်ပါတယ်။ဆက်လက်ပြီးကော့ခိုင်မြို့မှာ TNL အချုပ်ခန်းကအချုပ်သား40နီးပါးထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကော့ခိုင်မြို့မှာရှိတဲ့တအောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL အချုပ်ခန်းကနေအချုပ်သား38ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့သတင်းရရှိပါတယ်။နိုဝင်ဘာ1ရက်နေ့ညကအချုပ်ခန်းဖောက်ပြီးထွက်ပြေးသွားတာဖြစ်ပြီးနိုဝင်ဘာလ3ရက်နေ့ညအထိပြန်မမိသေးဘူးလို့ TNL နဲ့နှိစက်တဲ့ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။ခိုးဆိုးလူနိုင်တွေအကုန်ထွက်ပြေးတာကင်းသမားပေါ်တာပေါ်လိုက်ရှာနေတယ်လို့ကင်းသမားကိုဖမ်းပြီးစစ်နေတယ်လို့၎င်းကပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ဟာမန္တလေးမူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်မှာတည်ရှိပြီး TNL ရောကိုကန့်တပ်မတော် MNDAA ပါထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ TNL ကတရားဝင်သတင်းမထုတ်ပြန်သေးပါဘူး။ဖြစ်စဉ်နဲ့ပတ်သက်ပြီး TNL မှတာဝန်ရှိသူကိုဆက်သွယ်မေးမြန်းဖို့စ조사ပေမဲ့ဆက်သွယ်လို့မရသေးပါဘူး။တန်တရားရှိသူတွေကိုတွေ့ရင်သတင်းပေးဖို့ TNL တပ်ဖွဲ့ဝင်တွေကတိုက်တွန်းထားတယ်လို့ဒေသခံအချို့ကပြောပါတယ်။